ဦးဇင်းတို့မြတ်စွာဘုရားလက်ထက်ကအလွန်မမနာကြီးတဲ့ပုံနာမျိုးကနေယဟန်ပြုတ်လာတဲ့ယဟန်900ရှိတယ်အဲ့ဒါမြတ်စွာဘုရားကြီးကပိဋကသုံးပုံကိုသင်လို့တက်မြောက်ပြီဆိုတော့သင်ကိုကမမနာကြီးတဲ့ပုဂ္ဂိုလ်တွေဆိုတော့ဘုရားလည်းပိဋကသုံးပုံကိုတက်တယ်ငါတို့လည်းပိဋကသုံးပုံကိုတက်တယ်ဘာထူးလဲလို့ထင်နေတဲ့ဒီလားအဲ့ဒါနဲ့မြတ်စွာဘုရားကြီးကိုခစားတာတွေတရားနာတာတွေတောင်သူတို့မလုပ်တော့မမနာတွေခံနေတာပေါ့အဲ့ဒီမှာမြတ်စွာဘုရားကတိတော်မူမြင်တော်မူလို့အဲ့ဒီယဟန်900ကိုခေါ်ပြီးတော့မူလပရိယာယတုတ်တန်ဆိုတဲ့တုတ်တန်ကြီးအလွန်ခက်ခဲနေတဲ့တုတ်တန်ကြီးတစ်ပုဒ်ဟောတယ်တလုံးမှအဲ့ဒီယဟန်နေနားမလဲဘာဖြစ်လို့နားမလဲတာလဲဆိုတော့မြတ်စွာဘုရားကပရိယေနဲ့နားမလဲအောင်ကိုဟောလိုက်တဲ့သဘောပါပဲမမာနကျသွားအောင်လို့ဘုရားဆိုတာဘာလဲတာဝကဆိုတာဘာလဲဆိုတာကိုကွဲပြားသွားစေခြင်းလို့အဲ့ဒီမှာအဲ့ဒီယဟန်နေရဲ့မမာနကျအဲ့ဒီတရားကိုလည်းနားပြီးတော့သူတို့မှဝမ်းသာတဲ့စိတ်မဖြစ်ဘူးဘာလို့ဝမ်းမသာအောင်ဆိုနားမလဲလို့ပဲဒါကြောင့်အဲ့ဒီတုတ်တံမှာထူးထူးဆန်းဆန်းပဲတရားဒေသနာကြီးအဆုံး၌ယဟန်တော်တို့သည်ဝမ်းမြောက်ခြင်းမရှိကြကုန်တဲ့အဆုံးသတ်ထားပုံလေးကဟုတ်လားဒီပြင်တုတ်တံနေဆိုရင်မြတ်စွာဘုရားကြီးတရားအဆုံး၌ယဟန်တော်တို့သည်ဝမ်းမြောက်ဝမ်းသာနာခံကြကုန်၏လို့အဲ့လိုလေးအဆုံးသတ်တာကိုဟုတ်လားဝမ်းမသာဘူးတဲ့ဘာဖြစ်လို့လဲဆိုတော့နားမလဲလို့နားမလဲရင်ဝမ်းမသာဘူးဟုတ်လားနားလဲမှဝမ်းသာတာအဲ့ဒီမှာမြတ်စွာဘုရားကိုယဟန်တော်တွေကဒီယဟန်900မမာနကိုမြတ်စွာဘုရားမူလပရိယာယတုတ်တန်ကြီးကိုဟောပြီးတော့ချိုးနေတယ်ဆိုတာကိုပြောကြတော့မြတ်စွာဘုရားကဒီဘဝသားနဲ့ဒီယဟန်900ရဲ့မမာနကိုငါချိုးနေခဲ့တာမဟုတ်ဘူးအရင်ဘဝတုန်းကလည်းပဲငါချိုးနေခဲ့ဘူးတယ်ဆိုပြီးတော့ဦးဇင်းတို့မူလပရိယာယဇတ်ဆိုပြီးတော့ဇတ်တော်လေးတခုဟောတယ်အဲ့ဒီဇတ်တော်လေးကိုဦးဇင်းတို့အချင်းချုပ်ပြောပြမယ်နော်တခုသောဘဝတုန်းကဦးဇင်းတို့ရဲ့ဘုရားလောင်းကြီးကတိတာပမောက္ခဆရာကြီးတယောက်ဖြစ်တယ်အဲ့ဒါတနေ့တော့တစ်ချိန်မှာတော့ပုံနာလူလင်900မမနာခက်ထန်တဲ့ပညာလည်းတက်တဲ့ပစ္စည်းလည်းပေါ်တဲ့မမနာကြီးတဲ့လူလင်900အဲ့ဒီလူလင်900ကိုဗေဒင်3ပုံသင်ပေးတယ်အဲ့ဒါဗေဒင်3ပုံကိုတက်ပြီဆိုတော့အဲ့ဒီလူလင်900ကဆရာကြီးလည်းဗေဒင်3ပုံကိုတက်တယ်ဒိုလည်းဗေဒင်ကိုတက်ပုံတက်တယ်ဘာမှထူးတာမဟုတ်ဘူးဆိုပြီးတော့ပြိုင်တယ်ပေါ့ဆရာကြီးကိုတိတ်ပြီးတော့မခံလေးစားလှုပ်တယ်ပေါ့အဲ့တော့ဒီနေ့တော့သူတို့ကဘယ်လောက်ထိလှုပ်လဲဆိုတော့ဆရာကြီးကနေသာပြုတ်မှနေသာလေးလှုပ်နေတယ်အနားနားမှာဇီးပင်တစ်ပင်လည်းရှိတယ်အဲ့ဒီလူလင်တွေကအဲ့ဒီနာရောက်လာပြီးတော့ဇီးပင်ကိုလက်နဲ့ခောက်ပြီးတော့ဒီဇီးပင်ဟာဘာအနှစ်မှမရှိဘူးလို့ပြောတယ်တဲ့ဆရာကြီးကိုရွဲ့ပြီးတော့ပြောတာပေါ့ဆရာကြီးကလည်းနားလဲတာပေါ့အဲ့ဒါနဲ့အဲ့ဒီတပည့်တွေကိုအကုန်လုံးခေါ်ပြီးတော့ပု္ပ္ပာတစ်ခုမေးတယ်အဲ့ဒီပု္ပ္ပာကဘာလဲဆိုတော့ကာလောကတတိဘူတာနိတဗ္ဗေနေဝတဟတနာယောစကာလကတောဘူတောတဘူတပစနိပစီတဲ့ပု္ပ္ပာလေးကအဓိပ္ပာယ်ကဘာလဲဆိုတော့တိတိကျကျနားထောင်နော်ကာလောအချိန်ကာလသည်တဟတနာမိမိနဲ့တကွဘူတာနိတတ္တဝါတို့ကိုကတတိဝါမျိုးနေတယ်အချိန်ကာလသည်မိမိနဲ့တကွတတ္တဝါအလုံးကိုဝါမျိုးနေတယ်သူကိုယ်သူလည်းကုန်ခန်းသွားစေတယ်တတ္တဝါတွေကိုလည်းဝါမျိုးဖြစ်တယ်အချိန်ကာလဘယ်တတ္တဝါမှာအချိန်ကာလရဲ့ဝါမျိုးတာကိုမခံရဘူးဆိုတာမရှိဘူးနော်ဘယ်သူဖြစ်ဖြစ်တရက်ကုန်သွားရင်24နာရီကုန်သွားတာပဲအတူတူဝါမျိုးခံရတယ်ပေါ့ဟုတ်လားတတ္တဝါအလုံးကိုအချိန်ကာလကမိမိနဲ့တကွာဝါမျိုးဖြစ်တယ်ဒါပေမဲ့တဲ့ထူးဆန်းတာတစ်ခုထူးဆန်းတဲ့တတ္တဝါတယောက်ရှိတယ်တဲ့တစ်မျိုးရှိတယ်အဲ့ဒါကဘာတော့ဆိုတော့ယောစကာလကတောဘူတောတဲ့အဲ့ဒီတတ္တဝါကတတ္တဝါတွေကိုဝါမျိုးနေတဲ့အဲ့ဒီကာလကိုပဲပြန်ပြီးတော့ဝါမျိုးတယ်တဲ့ကာလကတတ္တဝါတွေကိုဝါမျိုးတယ်ဒါပေမဲ့အဲ့ဒီတတ္တဝါကကာလကိုပြန်ပြီးတော့ဝါမျိုးတယ်ဒါတည်းမကဘူးတဲ့တံဘူတပစနိပစီတဲ့တတ္တဝါတွေကိုပူလောင်အောင်ချက်ပြုတ်နေတဲ့ရွှတ်မြိုက်နေတဲ့အရာကိုပဲသူကပြန်ပြီးတော့ပူလောင်အောင်ရွှတ်မြိုက်တယ်ချက်ပြုတ်တယ်ဒီကမာကြီးတွေထမင်းချက်ပြီးဆိုတော့ဒါလျှက်စစ်မိသို့မဟုတ်ထင်းပြီးမိသွေးမိတမီနဲ့ချက်ကြရတယ်ပေါ့နော်နပူလုံးတော့အပေါ်ကတည်ထားတဲ့အာဟာရတွေဟာကျက်သွားရတယ်ပေါ့ဟုတ်လားအာဟာရကိုကျက်အောင်မီးဖြင့်ချက်တယ်အဲ့ဒါလိုပဲတတ္တဝါတွေကိုကျက်အောင်ချက်နေတဲ့အရာရှိတယ်တဲ့တဲ့ပြောရင်ပူအောင်ရှို့နေတဲ့အရာရှိတယ်ပေါ့အဲ့ဒီတတ္တဝါတွေကိုချက်နေတဲ့အရာကိုပဲအဲ့ဒီတတ္တဝါကပြန်ပြီးတော့ချက်တယ်တတ္တဝါတွေကိုပူလောင်အောင်ရှို့တဲ့မီးကိုပဲသူကပြန်ပြီးတော့ရှို့တယ်
အဲ့ဒီတတ္တဝါဘယ်တတ္တဝါလဲလို့မေးတာအလွန်လေးနဲ့ပါတယ်နော်ပြန်ပြောမယ်နော်ကာလကတတ္တဝါတွေကိုဝါမျိုးတယ်ဒါပေမဲ့အဲ့ဒီတတ္တဝါကတော့ကာလကိုပြန်ဝါမျိုးတယ်တတ္တဝါတွေကိုပူလောင်အောင်ချက်ပြုတ်တဲ့အရာကိုပဲသူကပြန်ပြီးတော့ချက်တယ်အဲ့ဒီတတ္တဝါဘယ်တတ္တဝါလဲလို့မေးတော့မဖြေနိုင်အဲ့ဒီမှာအဲ့ဒီတပည့်တွေကိုဦးဇင်းတို့အချိန်9ရက်ပေးတယ်9ရက်သာကုန်သွားတယ်အဖြေကမရအဲ့မှာတပည့်တွေကိုအကုန်ခေါ်ပြီးတော့ဘုရားလောင်းကအဖြေမပေးသေးခင်မှာသူတို့ရဲ့မာမနာကိုကြားအောင်ဗာပြောလဲဆိုတော့လူတိုင်းထမ်းသီးမှဲ့ပမာဏခန့်ရှိတဲ့ခေါင်းရှိကြတာချင်းအတူတူပဲတဲ့နော်ထမ်းသီးမှဲ့ကြီးလောက်ရှိတဲ့ခေါင်းကတော့လူတိုင်းရှိတယ်ဟုတ်လားဒါပေမဲ့လို့ပြောလိုက်လို့ရှိရင်တိတတ်တဲ့နားလေတတ်တဲ့ဉာဏ်နာတစုံရှိဖို့ကတော့မလွယ်ဘူးတဲ့ဟုတ်လားခေါင်းတော့လူတိုင်းရှိတယ်တိတာတော့လူတိုင်းမသိနိုင်ဘူးဒါပြောတာဉာဏ်ပညာကတော့လူတိုင်းမရှိဘူးအဲ့ဒါလိုပြောပြီးတော့ဘုရားလောင်းကဘာဖြေလဲဆိုတော့အဲ့ဒီကာလကိုပြန်ပြီးတော့ဝါမျိုးတဲ့တတ္တဝါတွေကိုပူလောင်အောင်ချက်ပြုတ်တဲ့အရာကိုပြန်ချက်တဲ့ပုဂ္ဂိုလ်ဟာဘာလဲဆိုတော့ယဟန္တာပုဂ္ဂိုလ်ကိုပြောတာတဲ့နော်တရားဓမ္မတို့ဦးဇင်းတို့တွေကတော့ကာလရဲ့ဝါမျိုးတာကိုပဲအမြဲတမ်းခံရမယ်ဆိုကြပါစို့အခုနုပြိုခဲ့တဲ့အချိန်လေးတွေကုန်ခဲ့ပြီအနေထားလေးတွေဘယ်သူကဝါမျိုးသွားတော့ကာလကဝါမျိုးသွားအခုအရွယ်အလက်ပိုင်းလေးတွေလည်းမကြခင်ဒါကုန်တော့မယ်နော်ဘိုးကြီးကိုမေကြီးကိုဖြစ်မယ်ပေါ့ဟုတ်လားဘယ်သူကဝါသွားတာတော့ကာလကဝါသွားတာပဲအဲ့ဒါလိုနဲ့နောက်မေကြီးဦးကြီးတွေရဲ့အနေထားကိုလည်းသေပြီဆိုတော့ဟောကာလကဝါသွားတော့ကုန်သွားပြန်ရောအဲ့ဒါလိုနဲ့နောက်ဘဝတစ်ခုခုပရိသေနေမယ်ပေါ့ဗျာနေပြီဆိုတော့လည်းပဲအဲ့ဒီအနေထားလေးကကုန်မြန်အောင်ပဲဘယ်သူကဝါသွားတော့ကာလကပဲဝါသွားတာဟုတ်လားမွေးရကဘာတော့မွေးပြီးတော့နုနုလေးနဲ့ပြိုမယ်ပြိုရကအိုမယ်အိုရကနေသိမယ်ကာလရဲ့ဝါမြုံမှုကိုသာလည်းအချိန်နဲ့အမျှခံရရတယ်ပေါ့ယဟန္တာပုဂ္ဂိုလ်ကြီးကြတော့အဲ့လိုမဟုတ်ဒီဘဝသုတိရဲ့အခြားမဲ့မှာနောက်ထပ်ပရိသေနေစရာကာလဆိုတာမရှိဘူးဒါကြောင့်သူဝါမြုံခံစရာအကြောင်းမရှိဘူးအိုစရာကာလဆိုတာမရှိဘူးသေစရာကာလဆိုတာမရှိဘူးဒါကြောင့်ကာလကိုသူကပြန်ပြီးတော့ဝါမြုံတယ်ဆိုတာအကြံမြင်အဲ့ဒါလိုနားလည်ရမယ်နောက်တတ္တဝါတွေကိုပူလောင်အောင်ရှုမြိုက်တဲ့မီးကိုသူကပြန်ပြီးတော့ရှို့တယ်ဆိုတာကတော့တတ္တဝါတွေကိုပူလောင်အောင်ရှုမြိုက်တဲ့မီးဆိုတာကိလေသာကိုပြောတာပါနော်လောဘဒေါသကိုပြောတာယဟန္တာမှာအဲ့ဒီလောဘဒေါသဆိုတာမရှိတော့ဘူးမီးကိုပဲမီးနဲ့ပြန်ရှို့တယ်ဆိုတဲ့အဓိပ္ပာယ်အလွန်တရာမှစမ်းကြယ်တဲ့ဥပမာပေါ့နော်မီးဆိုတာကလည်းပဲသူကရှုတော့ကအမျိုးမျိုးရှိတာကိုဗျပူတဲ့နေရာမှာဥပမာပေးတာရှိတယ်အလင်းရောင်အနေနဲ့ဥပမာပေးတာရှိတယ်လောင်ကျွမ်းသွားစေတယ်ပျက်စီးသွားစေတယ်ဆိုတဲ့နေရာမှာဥမာပေးတာရှိတယ်မီးဆိုတာပူတယ်ဟုတ်လားပူလို့ပူတာနဲ့ဥမာပေးတာလည်းရှိတယ်အမီးနဲ့ရှို့လိုက်ရင်လောင်ကျွမ်းသွားတယ်ပျက်စီးသွားတယ်ဒါကိုဥမာပေးတာလည်းရှိတယ်ဒီမီးကလေးထွန်းထားလို့လင်းနေတယ်ဒါကောင်းတဲ့ဘက်ကျတော့သူ့ကိုဥမာပေးပြန်တယ်အခုဒီမှာတော့ကိလေသာဆိုတဲ့မီးကိုပဲပြန်ပြီးတော့နောက်မီးတစ်မျိုးနဲ့ရှို့ပြန်တယ်နောက်မီးကဘာလဲဆိုတော့ပညာမီးပဲမီးကဒီနေရာမှာဥမာ2မျိုးရတာနော်ပူလောင်စေတတ်တဲ့မီးရဲ့အဲ့ဒီအပူကိုပျက်စီးကုန်ခန်းသွားစေအောင်ရှုမြတ်ပြစ်မဲ့နောက်ပညာမီးရဲ့သဘောပေါက်ရလားဗျာဒကာဓမ္မတို့ဦးဇင်းတို့တွေကပညာမီးကတိတ်မထက်သေးတော့အဲ့ဒီပူလောင်အောင်ရှုမြိုက်နေတဲ့ကိလေသာမီးကပဲအားကောင်းနေတော့အမြဲတမ်းဆင်းရဲရတယ်ပေါ့ဟုတ်လားအဲ့ဒီမီးကိုကိုကကုန်ခန်းသွားအောင်ရှုမြိုက်မပြစ်နိုင်သေးဘူးပေါ့ယဟန္တာအရှင်မြတ်များမှာတော့ကိလေသာမီးကိုဉာဏ်မီးဖြင့်ရှုမြတ်ပြလိုက်တယ်အဲ့မှာကိလေသာမီးတွေအကုန်လုံးမရှိတော့ဒါကိုပြောတာနော်မီးကိုမီးဖြင့်ရှို့တယ်ပူအောင်ချက်တဲ့အရာကိုပဲသူကပြန်ပြီးတော့ချက်တယ်အဲ့တော့ဘိဓပေါင်းသူတော်ကောင်းတို့ဒီဇက်တော်မှာလာတဲ့ဒီအဓိပ္ပာယ်လေးတွေနဲ့ချက်ထွင်ပြီးတော့စဉ်းစားရမယ်တတ္တဝါတိုင်းကိုအချိန်ကာလကဝါမျိုးတယ်တနည်းအားဖြင့်အနိစ္စကဝါမျိုးတယ်နေဆံဖြစ်ကြရတာကြီးပျက်စီးကြရတာကြီးချုပ်ပြောက်ကြရတာကြီးပါဟုတ်ရဲ့လားအေးအဲ့ဒီလိုပျက်စီးမှုကအမြဲတမ်းနှိမ့်ဆက်နေလို့ဒီရှင်သန်မှုတန်ဖိုးမရှိဘူးသို့တော်လည်းပဲဒီရှင်သန်မှုလေးတွေကနေရှင်သန်နေရင်ဖြင့်အသိဉာဏ်ပညာကိုရအောင်လုပ်နိုင်မယ်ဆိုရင်တော့ဘာဝနာတရားကိုကြိုးစားနိုင်မယ်ဆိုရင်တော့ဘဝရဲ့အကြောင်းခန္ဓာရဲ့အကြောင်းကိုမှန်မှန်ကန်ကန်သိအောင်လုပ်နိုင်မယ်ဆိုရင်တော့တန်ဖိုးရှိတာကိုမရဘူးလားရတယ်ဒါကြောင့်ရှင်သန်ခြင်းရဲ့အနှစ်သာရသည်
အတိဉာဏ်ပညာတနည်းအားဖြင့်ဘာဝနာတရားပေါ့ဉာဏ်ပညာမပါသောရှင်သန်မှုသည်ဘာတန်ဖို့မှမရှိဘူးဒါကြောင့်ကိုယ့်ရဲ့အချိန်နေဘလို့ကုန်လဲဆိုတာစဉ်းစားရမယ်ပေါ့နော်အတိဉာဏ်ပညာရအောင်မလုပ်လိုက်ရဘဲနဲ့ကုန်သွားတဲ့အချိန်တွေကတော့အချိန်နေပဲအလကားပဲဟုတ်ရဲ့လားအတိဉာဏ်ပညာရလိုက်တဲ့အချိန်လေးတွေကတော့အလွန်တန်ဖို့ရှိတယ်ပေါ့